ခွေးမဟာလမ်းသွားနေရင်နဲ့ကြောက်တဲ့ပြူကျော်သွားပါတယ်ထို့နောက်ခွေးမဟာအလုံးအော်ပါတယ်ခွေးလေးဟာအသားကိုမြင်တော့အကူကြီးအတွက်အနီးနားကရွာကိုသွားပါတယ်တစ်ဖက်မှာတော့အမတ်လုံကဟာကြောက်သေးကိုဗလက်မီတွေထဲလိုက်ပြီးအိုက်ကန်ကြီးထော်သွားပါတယ်ခွေးမကတော့မှောင်နေတော့အလုံးအော်ပါတယ်ဗလက်မီတွေဟာကြောက်သေးကိုပြေးသွားပါတယ်ခွေးလေးကတော့ရွာထဲကမိမကြီးရှိကနေဆွဲကျူးယူပြီးလမ်းပေါ်ကိုပြေးပါတယ်ရွာထဲကလူနှစ်ယောက်ကလည်းခွေးလေးနောက်ကိုလိုက်ပါတယ်ထို့နောက်ခွေးလေးဟာဆွဲကျိုးကိုသူ့အမိပိမ့်မိနေတဲ့ကြောက်ဖော်ကိုတင်လိုက်ပါတယ်။ရွာထဲကလူနှစ်ယောက်ကလည်းခွေးလေးကိုရိုက်ပါတယ်။ပြီးတော့ဆွဲကျိုးကိုယူသွားပါတယ်။ခွေးလေးကိုတော့မကူညီခဲ့ပါဘူး။ထို့နောက်ခွေးလေးဟာအလုံးကိုပါတယ်။ပြီးတော့သူ့လက်နဲ့လက်မြေကိုဖဲပါတယ်။ခွေးမကတော့ကြောက်နေပါတယ်။အဲ့ချိန်မှာစစ်သားတစ်ယောက်ကခွေးလေးကိုဗလက်မြေတွေဖဲနေတာမြင်တော့ဆိုင်ကယ်ကိုရက်လိုက်ပြီးသူ့ရှိကိုသွားပါတယ်။ခွေးလေးကတော့ဗလက်မြေဖဲဖို့အချက်ပြနေပါတယ်။စစ်သားကလည်းဗလက်မြေကိုဖဲလိုက်ပြီးခွေးမကိုကဲလိုက်ပါတယ်။နောက်ဆုံးတော့ခွေးမဟာလွတ်မြောက်သွားပါတယ်စစ်သားအတွက် like and follow လုပ်ပေးပါအောင်